ဒီနေ့တင်ဆက်ပေးရမယ့်ဇာတ်လမ်းလေးကတော့ Korea Romance Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ Oroyin ဆိုတဲ့မိန်းကလေးတစ်ယောက်ကလမ်းလျှောက်လာရင် food blogger တစ်ယောက်စားပြနေတဲ့ဗီဒီယိုကိုကြည့်လာနေပါတယ်။အဲ့ဒီအချိန်မှာလည်းသူမှလည်းညစာအဖြစ်တော့ပိုကီနဲ့ကြက်ကြော်စားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အင်ပြန်ရောက်ရင်စားဖို့အတွက်အော်ရာမှာလိုက်တဲ့အချိန်မှာတော့ဖုန်းကဘက်ထရီကုန်သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဓာတ်တွေကိုတေချာတွေးနေတဲ့လီမူယောင်းဆိုတဲ့လူငယ်တစ်ယောက်ကိုတွေးရမှာဖြစ်ပါတယ်။ဓာတ်တွေးနေရင်သူ့ရဲ့ညစာကိုတော့ပူကီပဲမှာစားမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။တော့ပူကီအော်ရာရောက်လာတဲ့အချိန်မှာတော့စားဖို့အတွက်သူမပါလာခဲ့တာကြောင့်သူ့စီမှာရှိတဲ့ဓာတ်နဲ့ပဲထိုးစားဖို့ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဓာတ်နဲ့ထိုးစားတာအဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်ဒီအခန်းရဲ့တကားမှာလည်းကြက်ကြော်အော်ရာတစ်ခုလာချိတ်ထားတာကိုတွေးလိုက်ရပါတယ်။သူငှားဖို့အတွက်တကားမှာစောင့်နေတဲ့အချိန်မှာပဲအခန်းထဲကထွက်လာတဲ့အိုရိုရင်းကထိတ်လန့်သွားပါတယ်။မူယောင်းကသူကဒီရှေ့ကအခန်းကိုဒီနေ့ပဲပြောင်းလာတာဖြစ်ကြောင်းနဲ့စားဖို့အတွက်သူငှားခြင်းကြောင်းပြောလိုက်တဲ့အချိန်မှာတော့အိုရိုရင်းကသူ့ကိုငှားပေးလိုက်ပါတယ်။ငါပေးလိုက်တဲ့အဲ့ဒီအချိန်မှာပဲတော့ပူကီအနှမ်းရတာကြောင့်တော့ပူကီမှားထားတာလားလို့မေးလိုက်တဲ့အချိန်မှာတော့မူယောင်းကသူတော့ပူကီမှားထားတာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအိုရိုရင်းကတော့ပူကီကကြက်ကြော်နဲ့တွဲစားရင်အရန်လိုက်ဖက်တာဖြစ်ကြောင်းပြောလိုက်တဲ့အချိန်မှာတော့အတူတူစားဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အိုရိုရင်းနဲ့မူယောင်းတို့တော့ပူကီစားရင်အိုရိုရင်းကမူယောင်းကိုဘာအလုပ်လုပ်ထားလဲမိလိုက်တဲ့အခါမှာတော့မူယောင်းကသူကဓာတ်ရီနဲ့လှုပ်ထားလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိုရိုရင်းကထိတ်လန့်တကြားဖြစ်သွားပါတယ်သူရဲ့လက်ကိုမူယောင်းရဲ့လက်ကိုကြည့်လိုက်တဲ့အခါမှာလဲမူယောင်းရဲ့လက်မှာဓာတ်ချရာတွေ့တာကြောင့်သူကအခန်းထဲကနေပဲချက်ချင်းထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကျန်နေခဲ့ပါတယ်နောက်တစ်နေ့သူ